တကယ်လို့သင်ဟာညနေတဲ့အထိမအိပ်ပဲအာလူကြော်လို့စားစာတွေစားမယ်ကစီတက်ပါဝင်တဲ့အစားစာတွေအချိုတွေလဲစားမယ်ရေတောက်လဲနေမယ်ဆိုရင်အသေးကစီတွေကိုတိတ်တိတ်လေးဆူဆောင်းလာပြီးတင်ကိုယ်တိုင်ကြည့်မထားမိခင်မှာပဲ Hello, welcome to Thuka Health Channel. In my channel, I will continuously share knowledge and interesting information related to health. So I invite you to subscribe and stay tuned for more updates. Thank you for listening. ဒါပေမဲ့တင်ဟာညနေတဲ့အထိမအိပ်ပဲအာလူကြော်လို့စားစာတွေစားမယ်ကစီတက်ပါဝင်တဲ့အစားစာတွေအချိုတွေလဲစားမယ်ရေတောက်လဲနေမယ်ဆိုရင်အသေးကစီတွေကိုတိတ်တိတ်လေးဆူဆောင်းလာပြီးတင်ကိုယ်တိုင်ကြည့်မထားမိခင်မှာပဲအသေးစီဖုံးယောဂကိုစတင်ခံစားရတော့မှာဖြစ်ပါတယ်။အသေးကတင့်စီတတိပေးနေတဲ့လက္ခဏာများအကြောင်းရင်းမရှိပဲမောဘက်လွယ်ခြင်းနှစ်ညစာစားပြီးနောက်ဝမ်းပိုက်တွင်တင်းနေခြင်းလေးပိုခြင်းအောင်ခြင်းသုံးအသားရည်ညိုမေးခြင်းချွေးနံနံခြင်းလေးညာဘက်နံရိုးအောင်နာတင်ပြီးနာကျင်ခြင်းငါညရမကြားခဏနိုးလာခြင်းသို့မဟုတ်အိမ်မပြောခြင်းဒီလိုလက္ခဏာတွေရှိနေရင်တဲ့ဒီလေးကိုအခုပဲဂယူဆိုင်လိုက်ပါတော့တဘာဝနီလန်းဖြင့်အသေးကိုကြက်လဲအားဖြင့်နီးများနာပတ်တဲ့ညတိုင်း10နာရီမတိုင်ခင်အိယာဝင်ပါဘာကြောင့်လဲဆိုတော့အသေးဟာညရင်10နာရီကနေမနက်2နာရီတွင်းမှာအကောင်းဆုံးကြက်လဲပြုပြင်ခြင်းလုပ်ငန်းကိုလှုပ်ဆောင်လို့ပါပဲအဲ့ဒီအချိန်နောက်ပိုင်းမှာအိမ်မယ်ဆိုအသေးကဆေးတွေကိုပြင်ဆင်ဖို့အချိန်မရတော့ပဲအစီနဲ့အညစ်အကြေးတွေစွန့်ထုတ်ရမယ့်အစားပူဝိတာဆူဆောင်းမိပါလိမ့်မယ်နာပါနှစ်မနက်အိယာထပြီးလျင်ရင်နှွေးနဲ့ဖန်ခွက်ခန့်တော့ပါဒါဟာအသေးတွေကတဲချီစနစ်လေပတ်မှုကိုကောင်းမွန်စေပါတယ်အသေးတွေရှိတွေးကြောမြင်လေးထဲမှာတက်ညိနေတဲ့အညစ်အကြေးတွေကိုစေကြောပေးပြီးတဲချီအိတ်ခဲကအစိတ်တောက်တွေကိုဝမ်းကနေတစ်ဆင့်စွန့်ထုတ်ပြဖို့ကိုလဲလွန်စော်ပေးပါတယ်နာပါ3ကစီတန်းနဲ့တကြားတက်ကိုထဝက်လျှော့ချလိုက်ပါအသေးဟာပူရှန်ရဲ့တကြားတက်ကိုအစီဖြစ်ပြောင်းလဲပြပါတယ်ဒါကြောင့်အချုံများများစားလေးအသေးကပူပင်မဲ့လေပါပဲတကြားတက်ကိုလျှော့ချလိုက်တာကအသေးကိုနားပေးခြင်းအစ်အမှန်မှာဖြစ်ပါတယ်နာပါလေတနေ့ကိုရေ3လီတာရအောင်တောက်ပေးပါရေဟာကြက်ကြေးတွေကိုခန္ဓာကိုယ်ကနေတည်ယူထုတ်ပြပေးတဲ့ရင်းနှမျိုးဖြစ်ပါတယ်ရေကိုလုံလောက်စွာတောက်သုံးခြင်းကတွေးပြချင်းကိုတက်တာစေပြီးတဲချီရီကိုစထုတ်တဲ့နေရာမှာလဲလုံအောင်ပူရစေအောင်ကူညီပေးပါတယ်နာပါ9နေ့စဉ်ကိုလက်လှုပ်ရှားမှုများကိုပေါ့ပေါ့ပါပါလုပ်ပါမိနစ်30ခန့်လန်းလျှောက်တာဒါမှမဟုတ်လက်ဝေရနာမျိုးကို10မိနစ်လောက်တာနဲ့တင်လုံလောက်ပါတယ်ဒီလိုလုပ်ခြင်းကသွေးကိုအသေးစီပုံမကောင်းမွန်စွာရောက်ရှိစေပြီးကိုရင်းမိတက်ကိုပါမြတ်စေပါတယ်နာပါ6ကော်ဖီတောက်ပါကော်ဖီဟာတဲထဲမှာရှိတဲ့အန်တီအောက်ဆီဒန့်ပမာဏကိုမြင့်တက်စေပြီးတော့ရောင်ရမ်းမှုကိုလျော့ကျစေပါတယ်ဒါကြောင့်အသေးစီဖုံးခြင်းကင်ဆာနဲ့အသေးရောဂါတွေဖြစ်နိုင်ခြေကိုလျှော့ချပေးနိုင်ပါတယ်နာပါ9ရင်းနှီးချမ်းတောက်သုံးခြင်းကအသီးမှာရှိတဲ့အင်ဇိုင်းနဲ့စီးပမာဏကိုတင့်ကောင်းမွန်စေပါတယ်။ဒါပေမဲ့ရင်းနှီးချမ်းတောက်တဲ့အခါလက်ဖက်6ခတ်ရင်တော့မူကင်းစင်မှုရှိမရှိတည်ထားဖို့လိုပါတယ်။နာပါရှေရှောက်ချိုသည်စနစ်တကျလေးလာမှုတွေပြုလုပ်ရသေးပေမဲ့ရှောက်ချိုသည်မှာလည်းအန်တီအောက်ဆီဒန့်တွေပါဝင်တာကြောင့်အသေးရောင်ခြင်းကိုလျှော့ချပေးနိုင်ပြီးကာကွယ်မှုကိုပိုမိုအားကောင်းစေရလို့ယူဆကြပါတယ်။နာပါကိုဘလူးဘယ်ရီနဲ့ခရန်ဘယ်ရီဘယ်ရီဒီတွေမှာအန်တီအောက်ဆီဒန့်များစွာပါဝင်တာမှုအသေးထိခိုက်မှုကိုကာကွယ်ပေးနိုင်ပါတယ်။အသေးရဲ့ခုခံအားစနစ်ကိုတိုးတက်လာစေနိုင်ပါတယ်။နာပါ30စပစ်တိအထူးသဖြင့်အနီရောင်နဲ့ခဲရောင်ရှိတဲ့စပစ်တိတွေဟာအသေးကျန်းမာရေးကိုအထောက်အကူပြုနိုင်ပြီးအသေးထိခိုက်မှုကိုကာကွယ်ပေးနိုင်တဲ့အန်တီအောက်ဆီဒန့်ကိုတူးမြင့်စေကအသေးရောင်ခြင်းကိုလျော့ကျစေပါတယ်။နာပါ7မုန်လာဦးနီဖျော်ရည်ဟာလည်းအသေးကျန်းမာရေးကိုကောင်းမွန်စေပါတယ်။ဒုက္ခစိတ်တောက်တွေကိုတိုက်ဖြတ်ပေးနိုင်မဲ့အင်ဇိုင်းတွေကိုတူးမြင့်စေပါတယ်။နာပါ7ဟင်းရွက်များဘဲပင်ပေါပန်းကော်ဖီစိမ်းနဲ့ဆလတ်ရွက်လိုဟင်းသီးဟင်းရွက်တွေဟာအသေးရဲ့စိတ်တောက်ကိုပြည့်စေတဲ့အင်ဇိုင်းတွေကိုတိုးပွားစေပါတယ်သူကအသေးထိခိုက်မှုကိုကာကွယ်ပေးပြီးတော့အင်ဇိုင်းတွေရဲ့သွေးလည်ပတ်မှုကိုကောင်းမွန်စေပါတယ်။နာပါ7အခွင့်မာသည့်အသေးစီဖုံးသူတွေအနေနဲ့အခွန်မတတိတွေစားသုံးပေးခြင်းကတဲအင်ဇိုင်းတွေကိုအားကောင်းစေပါတယ်။နာပါ14ငါးကြီးစီအိုမီဂါDပါဝင်မှုများတဲ့ငါးတွေကိုစားသုံးပေးခြင်းကအသေးကျန်းမာရေးကိုများစွာထောက်ကူပြုစေပါတယ်။အိုမီဂါ3နဲ့အိုမီဂါ6ပမာဏကိုညီညွတ်မြတ်အောင်စားသုံးပေးဖို့တော့အရေးကြီးရတယ်။နာပါ15 folic acidလေ့လာတွေ့ရှိချက်တွေရအိုလက်စီဟာအသေးတွေကစီပမာဏကိုလျော့ကျစေပါတယ်ပြီးတော့သွေးလည်ပတ်မှုမြန်ဆန်စေကတဲ့အင်ဇိုင်းတွေကိုတိုးတက်ကောင်းမွန်စေနိုင်ပါတယ်။သမားတော်များထံမှမှာကြားချက်တန်ရှင်းတဲ့အသေးဟာခိုင်မာတဲ့ဘဝရဲ့အခြေခံအုတ်မြစ်ပဲဖြစ်တဲ့ကျန်းမာရေးဟာဇေဝစွမ်းနဲ့ဆက်တာမဟုတ်ဘူး20နာရီမတိုင်ခင်တင်အိပ်ရာဝင်ချိန်ကနေစတင်တာပါလို့ဆိုပါတယ်။ဒီနေ့ကစလို့ခမ်းမီကိုမိနစ်30လောက်စောပိတ်ပြီးအိတ်ကြည့်ပါ
ပြီးတော့မနဲ့အိပ်ရထင်ရေနွေးနဲ့ဖန်ခွက်လောက်တောက်အသေးကပြန်လဲအကောင်းလာတဲ့ခါခဏကိုဘလောက်ပေါ်ပါသွားတဲ့စိတ်ပဲလောက်ကြီးလန်းလန်းဆန်းလာတဲ့ဆိုတာတင်ကိုယ်တိုင်သိလာပါလိမ့်မယ် ဒီဆောင်ပါလေးကိုရိုရို Facebook page နဲ့ဘဝအစာမျက်နှာတို့ကနေကောက်နှုတ်တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။နောက်လာမယ့်ဗီဒီယိုတွေမှာလည်းဘလိုမျိုးစိတ်ဝင်စားဖွယ်ရာအကြောင်းအရာလေးတွေတင်ဆက်ပေးအောင်မယ်ဆိုတာကိုစောင့်မျှော်အားပေးနိုင်ဖို့ဒုက္ခတို့ရဲ့ channel လေးကို like and subscribe လုပ်ထားပြီးဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့တင့်သူငယ်ချင်းမိတ်ဆွေတွေပါနားဆင်နိုင်အောင် share ပေးသွားခဲ့ပါအောင်နော်။ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ။